အားလုံးမိတ်မင်္ဂလာပါအန်ကင်မြန်မာ YouTube channel ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော် channel လေးကနေမှဗီဒီယိုမတင်ပြတာအရန်ကြာခဲ့ပြီအဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် channel ကိုကြည့်ရှုနေတဲ့သူတွေအတွက်အကျိုးရှိမဲ့ကျွန်တော် tutorial လေးဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်ဒီနေ့ပြတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင်ကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့ကျွန်တော်ကိုယ်ပိုင်တန်ဆင်တခြင်းတွေဘယ်လိုဖန်တီးလို့ရလဲဆိုတာလေးကိုရောက်ရအောင်ဖြစ်ပါတယ်ကျွန်တော်နဲ့တူတူလိုက်ပြီးတော့ကြည့်တိုက်ကြရအောင်ပေါ့နော် Okay ကျွန်တော်ချင်းလေးဖန်တီးတော့မယ်ဆိုတော့ကျွန်တော်တို့ဘယ်မှာဖန်တီးမလဲဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ဒီ ChatGPT နဲ့ကျွန်တော်တချင်းလေးရေးခိုင်းမယ်ပေါ့နော်အဲ့တော့သူကဒီ ChatGPT မှာချင်းလေးဘယ်လိုရေးရလဲဆိုရင်မြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးရတယ်ပေါ့နော်မြန်မာလိုရေးခိုင်းရင်တော့သူကနည်းနည်းလေးပေါ့နော်ကိုကြိုက်တဲ့ကျွန်တော်တို့ဒီမြန်မာလူမျိုးတယောက်အနေနဲ့ဆိုရင်နည်းနည်းလေးတော့ဟိုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂလိပ်လိုကျွန်တော်ရေးခိုင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ ChatGPT ကိုကျွန်တော်တို့တချင်းရေးကြမယ်ပေါ့နော် hi okay အဲဆိုရင်ကျွန်တော်တို့ချင်းရေးမယ်ချက်တချင်းလေးရေးမယ်ပေါ့နော်ချက်တချင်းကိုမှချင်းတချင်းလေးပဲရေးမယ်ပေါ့ဟုတ်okay ပေါ့နော်ဒီမှာဆိုရင်သူကဘယ်လိုတချင်းလေးရေးခြင်းလဲပေါ့လေပေါ့နော် romantic စံစံလေးရေးခြင်းလားဖြစ်ရှင်ဒီမှာအင်္ဂလိပ်ဘာသာနဲ့ရေးခြင်းလားခြားဘာသာနဲ့ရေးအားဆိုပြီးတော့ဘာလို့တော့အင်္ဂလိပ်ဘာသာရေးမယ်ကျွန်တော်ရှင်ဒီမှာ romantic happy အဲ့လေးလိုချင်တဲ့ music ပုံစံလေးရေးလိုက်ပြီ okay ပေါ့နော်ဒါဆိုရင်ကျွန်တော်တချင်းလေးတစ်ပုဒ်ရပါပြီပေါ့နော်သူကဒီမှာဆိုလို့ရှိရင်သူက we are my always you are my always မြန်ငါရဲ့အမြဲတမ်းထားရပါဆိုတဲ့ချင်းလေးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတချင်းလေးရပြီပေါ့နော်အဲ့ကဲဒီတချင်းကိုကျွန်တော်တို့က music ပြန်ပြောင်းမယ်အတန်လေးနဲ့ကျွန်တော်ထုတ်မယ်ပေါ့နော်ဘယ်လိုထုတ်မလဲဒီမှာလဲသူကထုတ်လို့ရတယ်ဒါပေမဲ့ဒီမှာကတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နောက် AI တခုနဲ့ထုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုခဏထားမယ်နောက် AI တခုပါမယ်အဲ့ဒါကဘာလဲဆိုရင် Suno AI ပေါ့နော် Okay Suno AI ပေါ့နော် Suno AI for music ဆိုတာလေးကိုကျွန်တော်မယ်Okay ပေါ့နော်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့က create ဆိုတာလေးကိုနှိပ်လိုက်မယ် Okay ဒီလိုလေးရရပေါ့နော်ဒါကတော့ကျွန်တော်အရင်ဖန်တီးထားတဲ့ဟာပေါ့နော်သူကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သူက credit 100ပေးတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ50ပဲကျန်တော့တယ်ဒီ account ကိုဘယ်လိုရှောက်ရမလဲဆိုရင်သူကအဲ့ဒီမှာကျွန်တော်တို့ဒီ Gmail account ကိုယ့်ရဲ့ Gmail account နဲ့ login ဝင်လိုက်တယ်လည်းရရင်အဲ့ခါကျရင်သူက credit ပေါ့နော် credit 100ရတယ်သူကဒီ100နဲ့ user တွေဖန်တီးလို့ရတယ်ပေါ့နော်သူကကိုကဝယ်ထားရင်တော့အများကြီးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဖန်တီးမယ်ပေါ့ Okay ဘယ်လိုဖန်တီးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီပေါ့နော် sample ဆိုရလေးရှိရဒီမှာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ plus ပါမယ်အဲ့တော့ဒီမှာဘာလဲဆိုလို့ရှိရင် edit your own layers ဒီမှာစာသားတွေထည့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီခုနတုန်းက ChatGPT နဲ့ကျွန်တော်ရေးထားတဲ့စာသားတွေကို copy လုပ်မယ် Okay ချင်းကိုကျွန်တော်တို့ပဲ copy လုပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့တော့ထည့်မယ်ပေါ့ Okay ဒါဆိုရင်ကျွန်တော်ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် style ပေါ့နော်ဘာလုပ်မလဲဆိုရင်ခုနကကျွန်တော်ရေးထားတဲ့ romantic romantic happy ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ကျွန်တော်နည်းနည်းဒီမှာတချင်းကောင်းစင်တွေပါလေထည့်လို့ရတယ်တချင်းကောင်းစင်ကတော့ we are you are okay ပေါ့နော်ဒါဆိုရင်ကျွန်တော်တချင်းကောင်းစင်အဲ့ပြီးရင်ကျွန်တော်တို့ကဒီမှာ create လုပ်လိုက်နော် Okay ဒါဆိုရင်ဒီမှာနှစ်ခုကြလာပြီသူကတချင်းကိုသူက version 2မျိုးလေးနဲ့သူကထုတ်ပေးတယ်ပေါ့နော်အဲ့တော့ပုံစံလေး2မျိုးနဲ့ထုတ်ပေးတယ်ကိုကြိုက်တဲ့ခုကိုတွေ့ရတယ်ပေါ့နော် Okay ကျွန်တော်ပြီးမှနားထောင်ကြည့်မယ် From the moment I saw you, the world felt brand new. Every color's brighter when I'm standing next to you. You laugh in the sun.
Okay ဒါပုတ်ပေါ့နော်နောက်တစ်ပုတ်ကိုနားထောင်ကြည့်မယ် From the moment I saw you, the world felt brand new. Every color's brighter when I'm standing next to you. You laugh and the sun comes out, you smile and I know I've found the place where my heart will always go. Through every high, every low, you're the melody in my soul. Hand in hand, we're dancing slow. Baby, you're my home. You are my always, my morning light, my everyday, my sweetest night with. Okay ပါနော်ဒါဆိုရင်တချင်းလေးကပုံစံလေး2မျိုးနဲ့ပေါ့နော်ဒီစာတာဒီကောင်းစင်လေးကိုပဲပုံစံလေး2မျိုးနဲ့ထုတ်ပေးတယ်အဲ့တော့ကိုကြိုက်တဲ့ဟာကိုယူလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုဘယ်လို down မလဲဆိုရှင် 2AD ပေါ့နော်ဒီနှိပ်ထားလို့ရှိရင်ဒီနားလေးမှာရှိရပေါ့နော် Okay သူကဒီမှာဆောင်းကိုပြင်ခြင်းလို့ပြင်လို့ရတယ်ပြန်ပြီးဒီမှာဆိုလို့ရှိရင်ဒီရဲ့တခြားဟာတွေလုပ်လို့ရရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ download လုပ်လို့သူ MPD3 အနေနဲ့ပဲ down တယ်ပေါ့နော်အရင်တော့ဆိုဗီဒီယိုအနေနဲ့သူကပေး down တယ်ပေါ့နော်ဒီမှာလည်း generate video ဆိုတော့ကျွန်တော်လုပ်လို့ရတယ်ရှိတယ်ပေါ့နော်ဒီမှာကျွန်တော်ဒီကနေမှာ MPD ကိုကျွန်တော်down လိုက်တယ်ပေါ့နော်ဒါဆိုရှင်တော့ MPD ကကျွန်တော်down သွားပြီပေါ့နော်သူကကျွန်တော် down မယ်ဆိုရင်သူကဘာပြလဲတော့အရင်ကတော့မပြဘူးပေါ့နော်အခုမှပြလာတယ်ဒီ commercialize ကျွန်တော်တို့ commercial အနေနဲ့အသုံးပြုမှာလားအဲ့ဆိုရင် premium နဲ့ pro ဝယ်ထားမှလားအသုံးပြုရမယ်ဆိုပြောထားတယ်เนาะအဲ့လိုတော့ရှိเนาะအရင်ကတော့ကျွန်တော် free ရတယ်အမတိတ်ပြဿနာမရှိဘူးရတယ်ကျွန်တော်အားရတယ်ဆိုရင် free အသုံးပြုလို့ရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တချင်းလေးတွေကိုအသုံးပြုလို့ရပြီ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကချင်းလေးတွေကိုကိုစိတ်ကြိုက်ဖန်တီးလို့ရပြီဒီထဲမှာကျွန်တော်တို့ကနားထောင်လို့လည်းရတယ်ကိုကလည်းကိုဘယ်လိုပြောမလဲ YouTube မှာတင်လို့လည်းရမယ်လို့တော့ရှင်းတယ်ပေါ့နော်ကျွန်တော် YouTube မှာတော့မတင်သေးဘူးပေါ့နော်ကျွန်တော်ဒီရှင်းလေးကို YouTube မှာတော့တင်ကြည့်လိုက်အောင်ပဲဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့နော် Okay ပါကျွန်တော်တို့ဒါဆိုလို့ရှိရင်ပေါ့နော် AI နဲ့ကျွန်တော်တို့ရှင်းလေးတွေဘယ်လိုဖန်တီးလို့ရမလဲဘယ်လိုလုပ်လို့ရမလဲဆိုတော့အားလည်းမလို့ရင်ကြည့်ပါရစေ။ပါကျွန်တော်နောက်ဗီဒီယိုနဲ့ကြပါမယ်။နောက်ဗီဒီယိုမှာဆိုလည်းပါရီဘယ်လိုဗီဒီယိုလေးကျွန်တော်လုပ်ပြမယ်ဆိုတာလေးကိုကြည့်ပေးကြပါ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ See you next video